မင်္ဂလာပါကျွန်တော်အခုဂျင်ကနေပြန်လာပြီပေါ့ပြန်လာပြီဆိုတော့ဘိုက်စားတယ်အိမ်မှာလည်းချက်ထားတာဘာမှမရှိဘူးအဲ့တော့ဒီအိမ်အောက်ထပ်မှာရှိတဲ့ဖူကော့မှာကျွန်တော်ဘယ်လိုမျိုး healthy ဖြစ်အောင်ရွေးစားလဲဆိုတာကိုမျှဝေပေးသွားချင်တယ်ပေါ့ဆိုတော့ဆက်ပြီးတော့ကြည့်လိုက်ကြအောင်ဒါကတော့အိမ်အောက်ထပ်မှာရှိတဲ့ဖူကော့အခုကတော့နည်းနည်းဖူကော့မှာလူရှင်းနေတယ်ဟယ်လိုဒီမှာစားပါဆိုတော့ကျွန်တော်အခုcarbs ပါမယ် protein ပါမယ်အရွက်တစ်မျိုးပါမယ်အဲ့သုံးမျိုးကိုကျွန်တော်ရေးစားမယ်သမင်းကျွန်တော်ဒီနေ့ရွေးတဲ့ဟာကတော့ကျွန်တော် fish ရွေးထားတယ်fish စားမယ်ဒီကောင်ကအရသာလုံးဝ smooth ဖြစ်လို့ကျွန်တော်အဲ့ fish ကိုကြိုက်တယ်အရွက်တစ်မျိုးပါဒါပေါ့ Okay ဆိုတော့ကျွန်တော်ဒီနေ့ရွေးထားတဲ့ meals ကကြတော့ fish protein အသားပါတယ်ပြီးရင် carbs carbohydrate ထမင်းပါတယ်ပြီးရင် fiber vegetable ပါတယ်ပေါ့နော်ဆိုတော့အစာအုပ်စု၃စုနဲ့လည်းညီတဲ့အတွက် healthy အရင်ဖြစ်တယ်ဒါကျွန်တော်လေ့ကျင့်ခန်းလုပ်ပြီးလို့ရှိရင်ဘယ်လိုစားလဲဆိုတာကိုမျှဝေပေးသွားတာပေါ့နော်အဲ့တော့ဒီ single မှာ food court တွေတော်တော်များများရှိတယ်အဲ့တော့ food court ရောက်လို့ရှိရင်ဘယ်လို healthy ဖြစ်အောင်စားမလဲဆိုတာကိုကျွန်တော်ကမျှဝေပေးသွားတာပဲဖြစ်ပါတယ်ဆိုတော့ဘိုက်လဲစာနေပြီလေ့ကျင့်ခန်းလုပ်ပြီးသွားပြီဆိုတော့လုံးဝဘိုက်ကဟာနေပြီအဲ့တော့ကျွန်တော်စားလိုက်အောင်ဆယ်ပဲစားတာဟိုဒီ fish ဆိုရင်ဗျာလုံးဝအရသာဟင်းပုံစံချက်ထားတာမဟုတ်ဘူးဆိုတော့အစီအနှစ်တွေလည်းအများကြီးမပေါဘူးအမင်းဆိုလဲကျွန်တော်ကာရီတွေပါမဆန်းထားအရွက်ဆိုလဲအဆင်ပြေတယ်အရွက်ဆိုလဲအဲ့လိုစီတွေအများကြီးနဲ့ကြော်ထားတာမဟုတ်ရေနဲ့စီနဲ့ရောပြီးကြော်ထားတဲ့ပုံစံမျိုးဆိုတော့ healthy ရမ်းဖြစ်တယ်အဲ့တော့ single မှာရှိတဲ့ food court တွေရောက်လို့ရှိရင်ဒီလိုမျိုးပုံစံကိုစားပြီးတော့လေ weight တက်ချင်တာပဲဖြစ်ဖြစ် weight ချချင်တာပဲဖြစ်ဖြစ်ဒီလို healthy ဖြစ်အောင်စားလို့ရပါတယ်လို့ပြောရင်လည်းဒီဗီဒီယိုကတော့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်